ကပိလဝတ်နေပြည်တော်ကြီးမှာမြင့်မြတ်တဲ့တာကေဝင်မျိုးနွယ်ဘရင်သုတ်တော်ဒနာနဲ့တောင်ညာဆံမိဖုရားကြီးမဟာမာယာဒေဝီတို့ဆံမြန်းနေကြတယ်။ဒီလုံးနဲ့မဟာတက္ကရာ68ခုဝါဆိုလပြည့်နေ့မှာမိဖုရားကြီးဟာဥပုပ်တည်င်းဆောင်အလှူဒါနပြုပြီးဆက်ရာဆောင်ကိုဝင်ခဲ့တယ်။ဆက်ရာညောင်ဆောင်ပေါ်မှာလျှောင်းဆက်အိပ်ပျော်နေစဉ်မှာပဲကောင်းငင်မှာရှိနေတဲ့ရွှေတောင်ကြီးပေါ်ကနေစင်ဖြူတော်တစည်းဆင်းလာပြီးတော့မိဖုရားကြီးရဲ့ယာဘတ်နှစ်ပါးကိုဖောက်ပြီးဝင်လာတယ်လို့အိမ်မက်ဆန်းမြင်မှတ်တယ်။မိဖုရားကြီးလည်းထူးဆန်းတဲ့အိမ်မက်အရမြတ်သောတရေသားရောက်လာပြီးဆိုပြီးဝမ်းသာနေတာပေါ့။အလောင်းတော်ပရိသေယူပြီး10လကြာတဲ့အချိန်မဟာတက္ကရာ68ခုကစုံလာပြည့်နေ့မှာမဟာမာယာဒေဝီမိဖုရားကြီးဟာမိမိရဲ့ဆွေတော်မျိုးတော်တွေရှိတဲ့ဒေဝတဟပြည်ကိုသွားခြင်းစိတ်ဖြစ်လာတယ်။တားမရတဲ့ဆုံးမှာတော့တုတ်တော်ဒနမင်းကြီးလည်းအချွေရန်အဆောင်ရောင်မင်းခံမင်းသားရွှေထန်းစင်တွေစီစဉ်ပြီးထွက်တော်မူဖို့ခွင့်ပြုလိုက်တယ်။ကပိလဝတ်နဲ့ဒေဝတဟပြည်ကြားမှာရှိတဲ့အလွန်ตาရတဲ့အင်ဂျင်ဥယျာဉ်ကြီးကိုရောက်တော့ခိတ္တနားတော်မူတယ်။ဥယျာဉ်ကြီးတစ်ခုလုံးဝေဝေဆာဆာပွင့်နေတဲ့အင်ဂျင်ပန်းတွေကိုမြင်ပြီးပန်းတပွင့်ခူးဖို့အလန်းမှာပဲမိဖုရားကြီးရဲ့ဝမ်းကြာတိုက်ကနေအလောင်းတော်မင်းသားလေးကိုဖွားမြင်တန့်စင်တော်မူတယ်။အလောင်းတော်မင်းသားလေးဟာမေတော်ဝမ်းကနေဖွားလျင်ဖွားခြင်းပဲခြေ9လန်းလှမ်းပြီးငါသည်အဦးဆုံးငါသည်အကြီးကျယ်ဆုံးငါသည်အမျက်ဆုံးဖြစ်သည်လို့လက်ညှိုးလေးထောင်ကစကားသုံးခုဆိုတော်မူတယ်။ဖျားလောင်းတော်မင်းသားလေးကိုအလုံးစုံသောလောက၏အကျိုးစီးပွားကိုပြီးစီးအောင်မြင်စေတတ်သောသားတော်ဖြစ်မှာမို့တိတ်တထကုမာရလို့အမည်တော်မှဲ့ကြတယ်။အလောင်းတော်မင်းသားလေးကိုကြည့်ပြီးပုံနာတော်တို့ကစัจ java ဝရင်းမင်းဖြစ်ရင်လည်းဖြစ်ဖျားဖြစ်ရင်လည်းဖြစ်ရမယ်လို့ဟောကြားကြတာပေါ့။အငယ်ဆုံးပုံနာတုတ်တထကောညာနာကတော့ဖျားစင်စစ်ဧကန်ဖြစ်ရမယ်လို့ရဲရဲဝင့်ဝင့်ဆိုလိုက်ပါတယ်။ဒီလိုနဲ့တိတ်တထမင်းသား16နှစ်ရွယ်ရောက်လာတဲ့အခါဆွေတော်မျိုးတော်တိုင်းဝိုင်းကရုပ်ဆင်းသာရှိ၍ပညာရည်ချင်းမရှိသူလို့ဝိုင်းဝန်းကဲ့ရဲ့ကြပါတော့တယ်။ဒါကြောင့်အလောင်းတော်မင်းသားလဲပြိတ္တရဲ့လယ်မှာဘိုးကြီး1000တင်မှရနိုင်တဲ့လေတော်ကိုတစ်ချက်တည်းချီမြောက်ပြည့်ခတ်ပြလိုက်ပါတော့တယ်။ဆွေတော်မျိုးတော်ပြိတ္တအားလုံးဟာအလောင်းတော်မင်းသားရဲ့စွမ်းရည်ကိုအံ့ဩချီးကျူးလို့မဆုံးဖြစ်ကြရတာပေါ့။တိတ်တထမင်းသားလေးစွမ်းပြပြီးမှဒေဝတဟပြည်ကဆက်တလာတဲ့ဗဒ္ဒကစ္စနာမင်းသမီးကိုရတော်တရားပွဲအမည်နဲ့မိဖုရားချီးမြှောက်ပြီးနန်းသိမ်းပွဲခံကရွှေနန်း3ဆောင်မှာစိုးစံတော်မူတယ်